တောက်ကြတော်သမီများဒီဇင်ဘာလ10ရက်မှာ15ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်တွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်နေရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်မိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်အမျိုးသမီးတယောက်စီကနေပြီးတော့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများလည်းရဖို့ရှိနေပါတယ်အဲ့တော့မိမိရဲ့အကြံစီများရည်ရွယ်ချက်များဟာအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးတော့ပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့ကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်အကူအညီကောင်းတွေအဆက်အသွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်လုပ်ငန်းများစီးပွားများတိုးတက်အောင်မြင်မဲ့နမိတ်ပဲဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်ရစာရှိတဲ့ငွေများရဖို့ရှိနေပါတယ်ပေးစာရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်ငွေကြေးအကြံစီများပြည့်မြောက်အောင်မြင်မဲ့ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ့်အဆင်ပြေမဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်အခြေအနေအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေပါတော့မယ်အဲ့တော့ပြေပြီးသားသူများတော့ပြေတဲ့ပြေပါလိမ့်မယ်အခြေရဲ့အသီးပွင့်တွေကိုစိတ်ယူစားသုံးရမယ်ပန်းလို့ရောင်တွေလွှမ်းနေတဲ့ကြည်နူးစရာတွေစိတ်လှုပ်ရှားရေကုန်စရာတွေအတိပြီးတဲ့နမိတ်ပဲဖြစ်ပါတယ်တခုတော့သတိထားပါအရင်တော့ဖြစ်ခဲ့မှုတဲ့စကားဟောင်းပြဿနာဟောင်းပြန်ပေါ်တတ်တယ်သတိထားစေလိုပါတယ်အိမ်ထောင်ရေးနဲ့ပတ်သက်လို့လည်းပဲအိမ်ထောင်ရေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေမဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့ပြေပြီးသားသူများကတော့မတင်မဲ့တဲ့ပြဿနာလေးတွေစကားပြောအငင်းခုန်လေးတွေပေါ်လာတတ်ပါတယ်ပညာရေးအင်မတန်ကောင်းပါတယ်မိမိရည်မှန်းထားတာတဲ့ကိုယ်မှရှိတဲ့အရေးချင်းတဲ့ကိုစူးစမ်းတာတဲ့ပို့ပြီးတော့အောင်မြင်မဲ့နမိတ်ပဲဖြစ်ပါတယ်ကျမ်းမိုင်နဲ့ပတ်သက်လို့ကတော့ပါးစပ်နဲ့ပတ်သက်တဲ့သွားလေချောင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးတော့ထီထိုးကန်ဆန်းမယ်ဆိုရင်တော့3943ဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်တွေကတော့အနက်ရောင်အဖြူရောင်အစိမ်းရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုဇွန်းတစ်ချောင်းနဲ့ခောက်ပေးပါသမင်းစားတဲ့ဇွန်းဟင်းခတ်တဲ့ဇွန်းနဲ့ခောက်ပေးပါပါဇက်ကလည်းစူတောင်းမှရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုဇွန်းတစ်ချောင်းနဲ့ခောက်ပေးပါအဲ့တော့ကံကောင်းစေမဲ့ရေရာကတော့အိမ်ဖျားမှာအနီရောင်ပန်း6ပွင့်လှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်တည်းတို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေဗျာ